ဧပြီ9 ရက်တွင်စကိုင်းတိုင်းဝန်းသိုမြို့နယ်နန်းခမ်းကျေးရွာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ25ဦးခန့်သေဆုံးကအများအပြားဒဏ်ရာရရှိခဲ့ပြီးယနေ့ဧပြီ10ရက်တွင်လည်းကောလင်းမြို့နယ်အင်ပင်လှကျေးရွာစာတင်ကျောင်းကိုဖျက်အားပြင်းပုံဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာအသက်14နှစ်အရွယ်မိန်းကလေးငယ်2ဦးသေဆုံးပြီးအမျိုးသမီး2ဦးနှင့်အဖိုးအို2ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်အကြောင်းမဲ့ပါစစ်ရှောင်အနှဲငယ်နေကြပါတယ်အင်းတော်မှာဝက်ဝက်ကွဲရှုံးပြီးတက်မမှုပါအဖမ်းခံရတော့ရှက်ရမ်းတာဟုဒေသသတင်းရင်းမြစ်ကဝန်းတိုနှင့်ကောလေးမြို့နယ်လေကြောင်းတိုက်ခိုက်ခံရမှုအပေါ်ပြောသည်အလားတူပင်စစ်ကောင်စီသည်ဖလန်းမြို့ကိုဆုံးရှုံးပြီးနောက်ဧပြီ9ရက်ညပိုင်းတွင်မင်းတပ်မြို့နယ်တိုက်နယ်လေးတနေရာကိုလေကြောင်းတိုက်ခိုက်ခဲ့ရာကလေးငယ်2ဦးအပါအဝင်ပြည်သူ6ဦးသေဆုံးက10ဦးထပ်မံဒဏ်ရာရရှိခဲ့သည်ဟုဒေသသတင်းရင်းမြစ်များကအသိပေးသည်တီးတိမ်မြို့နယ်ကိုလည်းယင်းနှစ်ဧပြီ9ရက်ညပိုင်း၌လေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်အပါအဝင်ပြည်သူ6ဦးသေဆုံးခဲ့သည်တီးတိမ်မြို့သည်တိုက်ပွဲဖြစ်ပွားမှုမရှိသည့်မြို့နယ်ဖြစ်တဲ့ကဲ့သို့မင်းတပ်မြို့ကိုလည်း2024ဒီဇင်ဘာကတည်းကချင်းညီနောင်မဟာမိတ်တပ်များကသိမ်းပိုက်ထားခြင်းဖြစ်သည်စစ်ကောင်စီသည်မတ်လ28ရက်နလင်ဘေးကြောင့်ဧပြီ2ရက်မှ22ရက်အထိအပြစ်ခတ်ရစဲရေးလှုံ့ဆော်ထားကြောင်းကြေညာထားတော်လဲကချင်ရခိုင်ရှမ်းမြောက်စကိုင်းမန္တလေးကရင်ချင်းအပါအဝင်နိုင်ငံတော်ဝန်လေကြောင်းဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်လျက်ရှိသည်အမျိုးသားညီညွတ်ရေးအစိုးရ၏ဧပြီ9ရက်ထုတ်ပြန်ချက်အရနလင်ဘေးပြီးနောက်စစ်ကောင်စီသည်နလင်တန်သည့်ဒေသများအပါအဝင်နိုင်ငံတော်ဝန်လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုအကြိမ်ပေါင်း90ကျော်ပြုလုပ်ခဲ့ရာကလေးငယ်မျိုးသမီးများအပါအဝင်ပြည်သူ80ကျော်သေဆုံးခဲ့သည်ယမန်နေ့ကစစ်ကောင်စီတိုက်ခိုက်ခဲ့သည့်တီးတိမ်မင်းတပ်ဝန်းတို့နှင့်ယနေ့ကောလင်းမြို့နယ်လေကြောင်းတိုက်ခိုက်မှုများတွင်လည်းပြည်သူ39ဦးထပ်မံသေဆုံးခဲ့ရာစုစုပေါင်းငလျင်ဘေးပြီးနောက်ပိုင်းစစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့်ပြည်သူ100ကျော်သေဆုံးကအများအပြားဒဏ်ရာရရှိခဲ့သည်